American ကိုဖြတ်ပြီးမိုင်2300လမ်းလျှောက်ခဲ့တဲ့အာဂပုတ်ကို American ရဲ့အိတ်ခစ်နေတဲ့လမ်းမပေါ်မှာမိုင်ပေါင်း2300ကိုခြေချင်းလျှောက်ဖို့ဆိုတာကကျွန်တော်တို့အတွက်တော့မဖြစ်နိုင်တဲ့အရာပါ။ဒါပေမဲ့ဒီပုတ်ကိုတွေကတော့ဒါကိုလုံနိုင်ခဲ့ပါတယ်။ဘလို့အကြောင်းအရာတွေကသူတို့ဒီမိုင်ပေါင်းများစွာရှည်လျားတဲ့ဒီခီလန်းကိုဖျက်ဆီးဖို့ဆုံးဖြတ်စေခဲ့တာလေ။ဒီပုတ်ကိုတွေရောဘာတူလဲ။ဒီခီးစဉ်နောက်ကွယ်မှာအာဂရဟန်းတော်တစ်ပါးရှိခဲ့ပါတယ်။သူကတော့ဒီချိန်က American ရဲ့ထိပ်တန်းနည်းပညာကုမ္ပဏီ Motorola မှာအလုပ်လုပ်ခဲ့တဲ့ engineer တယောက်ပါ။သူ့မှာငွေရာတို့အနာဂတ်စတဲ့ခေတ်လူငယ်တယောက်ရဲ့ယာအားလုံးရှိနေခဲ့ပါတယ်။ဒါမဲ့ဒီယာအားလုံးကိုကြောခိုင်းပြီးတော့ဘာလို့နှင်းတော်ထဲမှာလမ်းလျှောက်ဖို့ရွေးချယ်ခဲ့ရလဲ။သူကတော့ဆရာတော်ဘိက္ခုပညာကာရဖြစ်ပါတယ်။ဘီယန် American တွေပေါ်ထေရဝါဒယဟန်တော်တစ်ပါးဖြစ်တဲ့ဆရာတော်ဟာ University of Texas ကနေဘွေးရခဲ့တဲ့ပညာတတ်သူလည်းဖြစ်ပါတယ်။ဆရာတော်ဟာနီးပညာနဲ့ကဘာကြီးကိုချိတ်ဆက်ခဲ့ဘူးသလိုအခုတော့မြစ်တာနဲ့လူသားတွေကိုပြန်လည်ချိတ်ဆက်ဖို့ကြိုးစားနေရပါ။မိုင်ပေါင်း2300ဆိုတာကားနဲ့မောင်းရင်တော့ပြင်ပန်းနဲ့ခီးပါ။ဒါပေမဲ့ဆရာတော်နဲ့အဖွဲ့ဟာ Texas ကနေ Washington DC ထိပြည်နယ်၈ခုကိုဖျက်ပြီးခြေချင်းလျှောက်ခဲ့ကြပါတယ်။ဒီခီးစဉ်ဟာဘာကြောင့်တဖြည်းဖြည်းနဲ့ကဘာကျော်လာခဲ့တာလဲ။ဘာဖြစ်လို့လဲဆိုတော့ဗအင်အားကြီးနိုင်ငံတွေကြားတိုင်ဆိုင်မှုတွေနဲ့အမုန်းတရားတွေကြားမှာဆရာတော်ရဲ့အေဂျင့်ချင်းငြိမ်းချမ်းခြင်းတွေကအခြေလောင်ဆုံးသတင်းစကားဖြစ်နေလို့ပါပဲ။တန်ခါရော24ပါးလောက်နဲ့စတင်ခဲ့တဲ့ဒီ War for Big Ski စဉ်ကိုကမ္ဘာမီဒီယာတွေကလည်းအခင်းနဲ့ဖော်ပြလာခဲ့ပြီးတော့ online မှာကြည့်ရှုသူတန်းနဲ့ချီရှိလာခဲ့ပါတယ်။ဆရာတော်ရဲ့ရွေးချက်ကရှင်းရှင်းလေးပါ။ငြိမ်းချမ်းဆိုတာစာအုပ်ထဲမှာပဲရှိတာမဟုတ်ပဲလက်တွေ့ကြစ်ကြံရတဲ့အရာဖြစ်တယ်ဆိုတာကိုကမ္ဘာကြီးကိုသက်သေပြချင်တာပါ။ဒီခီးစဉ်ရဲ့ရပ်ပေါင်း100ကျော်အတွင်းမှာယာတီဥကတကယ်ရန်သူပါ။အပူချိန်က15 degree Fahrenheit အထိအေးခဲနေချိန်မှာလူများစုကအိမ်ထဲမှာပဲအောင်းနေကြမယ်မဲ့ဆရာတော်တို့ကတော့ဒီအေးရန်တွေကိုအန်တုပြီးတော့လမ်းလျှောက်နေကြစီပါပဲ။တို့နဲ့အတူအိန္ဒိယကနေကစ်တင်လာတဲ့အလောကာဆိုတဲ့ခွေးလေးကလည်းဒီငင်းချင်းခီးစဉ်မှာခိုင်မာမာအဖို့ပြုတ်နေခဲ့ပါတယ်။အလောကာလေးဟာဆရာတော်တို့နဲ့အတူမိုင်ပေါင်းထောင်ချီခီးနေငင်းချင်းရဲ့ချစ်စပွဲတင်ကြတာတစ်ခုဖြစ်လာခဲ့ပါတယ်။ဆရာတော်ဖြတ်တန်းခဲ့တဲ့မြို့တိုင်းမှာလည်းလူတွေဟာလမ်းဘေးမှာနိုင်ပေါင်းများစွာစမ်းရင်းဆရာတော်တို့ကိုဥကြိုပြုခဲ့ကြပါတယ်။ဒီသက်ရာရှိတွေကလည်းသူတို့ရဲ့ရင်တို့တစိတ်တွေကိုဆရာတော်စီကိုပက်ပြီးလေးစားစွာဂုဏ်ပြုကြပါတယ်။စကားမပြောနိုင်တဲ့ autism ဝိညာဉ်ရှင်ကလေးငယ်တယောက်ကတော့ဆရာတော်တွေ့တဲ့အခါပထမဆုံးအချိန်ပြုံးပြခဲ့တာဟာတကယ်ကိုလူသားဆန်တဲ့အလှတရားတစ်ခုဖြစ်ခဲ့ပါတယ်။ဆရာတော်ကဒီတိုင်းမနဲ့ခင်မှာကိုတတိပေးစကားတစ်ခွန်းရှိပါတယ်။ Today will be my Facebook day ဆိုတဲ့စကားလေးပါ။ဆရာတော်ပေးချင်တဲ့သင်ခန်းစာကတော့ငြိမ်းချမ်းရေးဆိုတာအေးချမ်းတဲ့နေရာကိုတောရှာရတာမဟုတ်ပဲစူညံတန်တွေပြဿနာတွေကြားထဲမှာပဲရှိနေပေမဲ့ကိုယ်နှလုံးသားငြိမ်းချမ်းနေဖို့ပဲဖြစ်ပါတယ်။ဆရာတော်ပေးတဲ့ငြိမ်းချမ်းရေး message တွေကအရန်ကိုရိုးရှိမဲ့အင်မတန်အားကောင်းပါတယ်။ဆရာတော်လက်ကင်ပြုထားတဲ့စကားလေးတစ်ခုနဲ့ရှိပါတယ်။အဲ့ဒါတော့ဘာပဲလာပါစေတဲ့။ဒီပုံတိုင်းပဲလာအေးတန်ပဲလာဒါမှမဟုတ်လူတွေရဲ့ကိဖြစ်တဲ့မှုတွေပဲလာဒါတွေအားလုံးကိုညီသက်တဲ့စိတ်နဲ့လက်ခံနိုင်ဖို့ဆရာတော်ကသင်ကြားပေးနေတာပါဆရာတော်ရဲ့ယူဆတွေကတော့ငင်းချင်းဆိုတာပြဿနာတွေမရှိတဲ့နေရာကိုတောရှာရတာမဟုတ်ပဲပြဿနာတွေကြားထဲမှာပဲရှိနေပေမဲ့ကိုယ်နှလုံးသားကအေးချမ်းနေဖို့ပါပဲအခြေအနေတွေကကိုယ့်လိုတိုင်းမဖြစ်လာပေမဲ့ကိုယ့်ရဲ့တုံ့ပြန်မှုကတော့ကိုယ်တိုင်ရွေးချယ်နိုင်နေဆိုတော့ဆရာတော်ကလက်တွေ့သက်သေပြခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင်ဒီခီးစဉ်အဆုံးဖြစ်တဲ့ Washington DC မြို့ကိုရောက်ရှိဖို့ဆရာတော်တို့ဟာနောက်ဆုံးခြေလှမ်းတွေလှမ်းနေကြပြီပဲဖြစ်ပါတယ်ဒါဟာမိုင်2300ကျော်ခီးစဉ်ရဲ့အဆုံးသတ်မဟုတ်ပါဘူးဒါဟာလူသားတွေကြားထဲမှာမြစ်တာတရားနဲ့ငြိမ်းချမ်းရေးမျိုးစေ့ကိုအောင်မြင်စွာစိုက်ပျိုးလိုက်တာပဲဖြစ်ပါတယ်